ီးလောင်နေလို့အဲ့မှာမီးလောင်တာမဟုတ်ဘူးရင်ထဲမှာမီးလောင်နေတာရင်ထဲမှာမီးလောင်နေတာဟဲ့ဘာလို့နေကြလဲဟဲ့ဆွေပြီဒီလိုဘာလို့နေကြတာလဲအားပေးနေတာအားယူနေတာပါရှင်ဒီဝင်ထဲမှာပြန်ဝင်လို့အမလေးဆွေပြီနေကသူများနေကိုစနိုက်ကြော်လုံးနေတာဗောလေအမေတခွာညာလို့ဟဲ့လို့ဟဲ့နင်းအရင်စနိုက်ကြော်လောက်တာလေပေါက်ရောပုံကတော့ဘယ်သူနဲ့ချင်းခဲ့ဆိုတာနင်းသိတယ်နော်တပူးမအမလေးဝင်မိလာစနိုက်ကြော်မလို့ရှိငါတို့နှစ်ယောက်လုံးကလေနင်းကတိမ်မဲ့ဖြစ်နေပြီဟုတ်တယ်နော်ကိုပြီးသေးတယ်လေပြီးရတယ်ဒီချိန်မှာငါလေပဲကိုမောင်ကိုမောင်တော့ကိုမောင်အမေနဲ့ဆိုကိုမောင်အောင်ကြီးကိုကြီးကရေးတဲ့ကားနေတယ်ဟာဆွဲနေတာအောင်ပြီးတော့ဝိုင်းဆွဲနေပြောကွာမိကဲနဲ့အေးဒီမျိုးကလူကုန်ကူးတဲ့ဖော်ဖမ်းသွားပြီဗျာမိကဲပါလေဟုတ်တယ်အေးဒီပါပါလေပါတယ်အောင်ထိုးတိုက်သွားပြီဟောအေးလိုက်သွားရဟောတိုက်ရမှာနဲ့သွားတယ်လေသမီးတွေပါအော်အေးမပြူအဲ့ဆိုမင်းတို့ဦးဝင်းနဲ့သွားကြောင်းကြငါတို့အေးလိုက်သွားမယ်ဟုတ်ကဲ့ကဲသွားနေဦးဘာလို့လဲသွားမယ်အော်တလားယူနေသေးတယ်ရှင်ရလားသွားပါပြန်ဟိုပါဦးဝင်းလိုက်ဒါရွာမှာဒီဝါကွာဦးလိုက်ကိုစစ်ဘာဖြစ်လဲမိကဲတို့အုတ်ကြီးကဖမ်းသွားလို့လူကုန်ကူးတဲ့အဖွဲ့လိုက်သွားကြပြီဟောဒါဆိုအဲစင်းတိုင်ရတာပဲဟုတ်ဘူးဗျာမားလို့လူကုန်ကူးတဲ့အဖွဲ့ကမိကဲကိုဖမ်းသွားလို့အုတ်ကြီးတို့လိုက်သွားကြတာဟာအဲ့ဒါဆိုထိုးလိုက်မှဖြစ်မှာတော့ဟိုဘက်ကျမ်းပါဗျာလာဟဲ့တွေ့မိကဲမမလေးမိကဲမမလေးတော့မင်းနေတယ်မလားကွာရကဲချတယ်ဟုတ်တယ်တော့အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့ဟောတွေ့တယ်အော်အဲ့ရတယ်တက်တော့ခိုင်းရတယ်ယောက်ျားနဲ့သွားမှရမှာပေါ့အဲ့ဒီကိုနေပူနေဘာလို့နေလဲခါလာသွားကြမှာအိုးဒီမှာနေတယ်ဂျမ်မပြောတော့ပြီဟဲ့အုပ်ချုပ်မှုဟုတ်တယ်ဟာတကယ်ထူးတယ်ကွာချနေတယ်ဗျာကဘာလို့ချနေတယ်ဒီလိုဒီလိုဘေးလိုက်ရဟာဟဲ့ဟာလေကွာဟာမှန်းတော့ကြည့်တော့လာလာလို့ရဲစကားပေါ့ဟာတို့ကရောမလာလို့မရဘူးဒီလိုကိစ္စမျိုးပြောင်းတင်းတင်းကိုလက်စွမ်းပြလိုက်တာတော့ငါကတော့ဟဲ့အသားတွေကလောက်ထွက်တယ်ဆိုတာဂျွန်နီတာကြီးလို့ခေါ်မျိုးအခုတော့သူ့အကူတို့နဲ့သူ့ပြစ်ဒဏ်ကိုသူခံသွားပြီတူသေးတာဗောအချိန်မီတားလိုက်တယ်လို့မဟုတ်ဆိုရင်တော့အေးဒီတို့မီကဲတို့ခုတော့ဆိုရင်သူများနိုင်ငံမှာအဟွာဖြစ်နေတော့ဟာသူများနိုင်ငံအဟွာဆိုတာဘာလို့ပြောတာဟောအဟွာဆိုတာအဟွာဗျာအဟွာလုတ်ဗျာအဟွာဟုတ်ပါတယ်အဲ့ဒီအဟွာဆိုတော့ကျုပ်ကနားမလဲလို့ဘာတုံးလို့ဟောခင်ဗျာလည်းဒုက္ခပါပဲအော်ဖာလားဖာတဲ့ဒုက္ခပါပဲဗျာပြောမလို့ကျုပ်ကအဟွာလို့ပြောတာအော်ရုံကပဲကတော့ကွယ်ကတော့ပြောပါဟုတ်ပါအခုလိုဖြစ်ရတာကိုရွာသူကိုရွာသားအချင်းချင်းနော်မတည့်ကြလို့ပြိုင်ဆိုင်ကြလို့ကြောက်တွန်းကြလို့ဖြစ်ရတာကဲအေးဒီမိကဲဒီလိုပန်းကြပြီလားဟိုသမီးတို့နားလဲပါပြီဖြစ်ဖြစ်ဟိုနောက်ကိုလေအဲ့လိုမဖြစ်စေရပါဘူးဟိုမိကဲပေါ်မှာလဲလေဟိုပြိုင်ဆိုင်တဲ့စိတ်တွေမထားတော့ပါဘူးနော်ကဲမိကဲကြီးရော
သမီးနဲ့နောင်တရပါပြီဖေဖေအုပ်ရဲ့ ဘလို့မိကဲဟိုဘယ်လိုခေါ်လိုက်တယ် ဟုတ်ပါမဟိုလေဟိုအဖေရွယ်ဆိုတော့လေးစားတမှုနဲ့ဖေဖေအုပ်လို့ပြောလိုက်တာပါ ခေါ်ပါစီလေးစားလို့ခေါ်တာပဲခေါ်ပါစီ ဟုတ်လေမိကလည်းနောင်တရပါပြီသမီးလေအေးဒီမပေါ်မှာလေမနာလိုရလည်းမဖြစ်တော့ပါဘူးသူနဲ့လည်းမပြိုင်ဆိုင်တော့ပါဘူးသူ့ကိုညီမလိုပဲချစ်ခင်နေပါတော့မယ်နော်ဖေဖေအုပ်သမီးကတိပေးပါတယ် အေးကောင်းပြီသမီးရဲ့ သမီးနောက်ခါတော့အဲ့လိုမခေါ်နဲ့တော့နော်သမီး သမီးကြိုးစားပါမယ် အေး ကလေးတွေကတော့အမားကိုသိပြီးအမှန်ကိုပြင်သွားကြပြီနော်ကဲအဲ့တော့လူကြီးတွေကရော ကျုပ်လည်းပြင်ပါမယ် ပြင်နေတယ်နော်ခမရအုပ်ချုပ်မှုလုပ်ပြီးတော့ခမရကြီးလွဲနေတယ်ပြင်နေတယ် ပြင်ပါမယ်ဟာအားကျုပ်ဆိုနေလေ ကျုပ်ကစတာလကားနောက်တာခမရပြောတာမဟုတ်ဘူးလေဗျာ မသိဘူးလေဗျာလူကြီးဆိုတော့ရွာထဲမှာလူကြီးကျုပ်ပဲရှိတာလေ ခမရဆိုရင်ကျုပ်ကအုပ်ချုပ်ရေးမှုလို့ပြောမှာပေါ့အခုလူကြီးဆိုတာကဟောဒီကဒေါ်ရွှေမှုနဲ့ဒေါ်ရွှေမှုကိုပြောနေတာ ဟုတ်တယ်အဲ့ဒါလည်းဟုတ်တယ်ကဲမင်းတို့အောင် ဟုတ်ပါတယ်ရှင်ကျမတို့ကလည်းလေဟိုမှာကလေးတွေရဲ့အဖြစ်ဆိုးကိုကြည့်ပြီးတော့အသည့်တရားတွေနောင်တတရားတွေရနေပါပြီဟောဒီကမရွှေမီပုံမှာလေဘာအာကနာမှမထားတော့ပါဘူးရွှေမီငါ့ကိုခွင့်လို့ပါနော် ကဲမရွှေမိဒီကဒေါ်ရွှေပူကတော့ငင်းငင်းစကားခမရစတဲ့ကန်းလာနေပြီခမရပဲကောက်ဘယ်လိုလုပ် ဟိုကျမလည်းတူတူပါပဲရှင်ဟိုမတ်ရွှေပူပေါ်မှာလေဟိုပြောမဆိုမားရရှိခင်ခွင့်လွတ်ပါနော်ကျမစိတ်ထဲမှာလည်းဘလို့မှသဘောမထားတော့ပါဘူးရှင် ဟုတ်ပါတယ်ရွှေမီရဲ့ ကောင်းတယ်ဒီနေ့ကမင်္ဂလာရှိတဲ့နေ့ပဲနော်အခုလိုရွာသူရွာသားအချင်းချင်းချစ်ချစ်ခင်ခင်စီးစီးလုံးလုံးနဲ့မြင်ရတာကျုပ်တို့သိဝမ်းတာပဲ ဟာဝန်သားရပါ ဒါပေမဲ့ကျုပ်တို့ကအတိတ်ကိုသင်္ကန်းလာယူရမယ် ဟုတ်တယ် အခုလိုဖြစ်ခဲ့တာကျုပ်တို့ရွာမှာအချားမြင်မရှိလို့ ကြားမြင်တော့ရှိပါတယ် အဲ့ဒါဟိုဘက်ရွာမှာသွားခေါ်ရတာလေ ဟိုဘာလို့ပြောနေရလဲရှင်ကြီးကလေ အေးဘာလို့ပြောနေရလဲအချားမြင်အဲ့ဒါပြောတော့မဟုတ်ဘူးအချားမြင်ဘူးတူတာတွေအားနေလို့မရှိလို့အခုလိုဖြစ်ရတာ ပြောတာ အဲ့တော့ရွာသူရွာသားတွေအားလုံးအချားမြင်ဘူးတူတာတွေတိုးပွားလာအောင်ကျုပ်တို့ရွာမှာစာကြည့်တဲ့လေးတစ်ခုမဖြစ်မနေလိုအပ်လာအဲ့တော့ဒီစာကြည့်တဲ့ စာကြည့်တဲ့ကိစ္စဆိုကျွန်တော်တခုပြောချင်ပါတယ် စာကြည့်တဲ့ကောင်းတဲ့လို့ကွာမင်းဘာဖြစ်လို့လို့ ဟိုစာကြည့်တဲ့ဖွင့်တဲ့အခါမှာလိုအပ်လာမဲ့စာအုပ်တွေကိုကျွန်တော်မြို့ပေါ်တက်ပြီးဝယ်ပေးချင်ပါတယ်ဦးကြီး ဩမင်းကလည်းဘာများလဲအေးဝေးပေါ့ဒီကနေတကာလှက်ဘေးလို့ရောင်းနေရဆိုတော့သူ့အကူကမသူ့အကူကမအဲ့တော့စာကြည့်တဲ့ဖွင့်မှုကိစ္စကိုအားလုံးသဘောတူကြရလား အားလုံး ဟာကြောက်ပြီလေရိုးရိုးသဘောတူကြတာပဲ